Hello အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့မိတ်ဆွေတငယ်ချင်းများအားလုံးကျမ်းမာပျော်ရွှင်ပါစေလို့ကျွန်တော်ဆုမကောင်းတောင်းပေးပါတယ်ကျွန်တော်တို့ဒီကနေ့သင်ခန်းစာအသစ်ကလေး phrase အသစ်ကလေးဆက်လေ့လာမယ်နော်အဲ့တော့ဒီသင်ခန်းစာလေးကဘယ်ဟာစလဲဆိုရင်တော့ even if it rains ဆိုတဲ့အသုံးလေးကစပါတယ် even if it rains ဆိုတာကမိုးရွာတာတော့မှဆိုပုံစံမျိုးပေါ့နော်တခုခုဖြစ်တာတော့မှလုပ်မယ်ပေါ့ဗျာဥပမာလေးကြည့်ကြည့်အောင် it might rain မိုးရွာရင်ရွာမယ် but rain is not important rain more rain is not important မိုးရွာတာကအရေးမကြီးဘူးဗျာမိုးရွာခြင်းရွာမယ်ရွာလဲဘာမှမဖြစ်အဲ့ပုံစံပြနော်အဲ့တော့ rain will not change the situation အဲ့ဒီကမိုးရွာတာကြောင့်ကျွန်တော်တို့အလုပ်ကိုင်ပြန်မသွားဘူးဆိုပုံစံမျိုးပေါ့နော်အဲ့ဒီမှာကျွန်တော်တို့က even it rains လို့မပြောပါဘူးတဲ့ even if it rain လို့ပြောရမယ်နော် even if it rains မိုးရွာလဲဘာမှမဖြစ်ဘူးအဲ့ပုံစံပြောတယ်ဥပမာကြည့်ကြည့်အောင် I'm going to climb to the top ဟိုတောင်ထိပ်တိအောင်တက်မင်းလို့ပြောတာပေါ့နော် I'm going to climb to the top တောင်ထိပ်တိအောင်ကျွန်တော်တက်မယ်ဗျာတဲ့တပတ်တကယ်ချင်းတယောက်ဘက်ကပြောတယ် It might rain မိုးရွာတော့မှထင်တယ်မိုးရွာရွာမယ်လို့ပြောတာနော်ရွာချင်မှရွာမှာ It might rain တပတ်လူကပြန်ပြောတယ် I don't care ငါတော့ဘီးမဆိုင်ဘူးပေါ့နော် I don't care even if it rains မိုးရွာတာတော့မှပဲမိုးရွာရင်လည်းပဲပေါ့နော် I'm going to climb to the top မိုးရွာလဲတက်မှာကွာလို့ပြောတာအဲ့ပုံစံပြောလို့ရပါတယ် even if it something ပေါ့နော်တခုခုဖြစ်တာတော့မှငါလုပ်မယ်ဆိုတဲ့ပုံစံမျိုးပါအဲ့ဒါဥပမာကြည့်ကြည့်အောင်အဲ့တော့ Joe is a great student အဲ့တော့သူကအရန်ကိုမှတော်တဲ့ကျောင်းသားပေါ့နော်အဲ့တော့ he studies every day နေ့တိုင်းသူလေ့လာတယ်ပေါ့နော် even if he's tired he studies သူကပင်ပန်းတာတော့မှပဲလုပ်တွေပါတယ်များလို့ဒါမှမဟုတ်ကျောင်းစာတွေပါတယ်များလို့ပင်ပန်းရင်တော့မှပဲ he studies သူကလေ့လာတာမပြတ်ဘူးပေါ့ဗျာအဲ့လိုပြောတာပေါ့နော် he studies အဲ့လိုပြောတယ်နောက်တစ်ခုဆက်လေ့လာကြည့်အောင်နောက်တစ်ခုကဘာပြောလဲဆိုတော့ even if a customer doesn't buy anything even if a customer doesn't buy anything customer တယောက်ပေါ့နော် customer တယောက်ကဘာမှမဝယ်ဘူးဆိုရင်တော့မှာတဲ့ be polite to him or her သူ့ကိုလေးလေးစားစားယဉ်ကျေးကျေးဆက်ဆံမှာလို့ပြောတာပေါ့နော်တခုမှမဝယ်ရင်လည်းပဲလေးလေးစားစားဆက်ဆံမှာလို့ပြောတယ်ဟုတ်ပြီနော်ဒါလေးက even if ဆိုတဲ့အသုံးလေးပါတခုခုမလုပ်ရင်တော့မှကျွန်တော်တို့ကရိုးသေးလေးလေးစားစားဒါမှမဟုတ်တခုကောင်းကောင်းမွန်လုပ်မယ်ဆိုပုံစံမျိုးပေါ့နော်တကယ်ဆက်လေ့လာကြည့်အောင်နောက်တစ်ခုကဘာကိုပြောလဲဆိုလို့ရှိရင်တော့ a no win situation ကိုပြောပါတယ် a no win situation ဆိုတာကတဲ့ a situation that can have only that result အဲ့တော့ဟိုကျွန်တော်တို့အရင် fine နေတော့ကလေ win win situation ဆိုတဲ့အသုံးလေးကိုလေ့လာခဲ့တယ်เนาะမှတ်မိရောမလားမသိဘူးဒီမှာကတော့ no win situation ဘယ်သူမှအနိုင်မရဘူးနှစ်ဖက်စလုံးရှုံးနေပေါ့ဗျာเนาะအဲ့တော့ကြည့်ကြည့်အောင်အဲ့တော့ this is no win situation အားကြောင့်လဲဆိုရင်ဒီဘက်ကိုသွားမယ်ဆိုရင်လည်းအပေါ်မှာလည်းမွေချိတယ်ဒီဘက်မှာလည်းပဲမိကြောင်ရှိတယ်ဒီဘက်မှာလည်းနောက်ကရှင်သေးလားကြားလားတော့မသိရှင်သေးထင်ပါတယ်เนาะရှိတယ်ပေါ့ဗျာအဲ့ဒါသူကဘေးကိုပြပြမလွတ်ဘူးဆိုတဲ့ပုံစံမျိုးပေါ့အဲ့တော့သူကပြောတယ် this is a no win situation no win situation ပါတဲ့ကြည့်ကြမယ် when a supermarket open near our stores when a supermarket open near our stores ကျွန်တော်တို့ဆိုင်နားမှာဗျာတဲ့ supermarket ပေါ့နော် supermarket ကလာဖွင့်တဲ့ခါကျတော့တဲ့ we lost customers ကျွန်တော်တို့ customer တွေရှုံးသွားတယ် now we can sell the stores ကျွန်တော်တို့ရဲ့ဒီ store တိုင်မရောင်းအောင်ပိတ်ထားတယ်ပေါ့ဗျာအဲ့တော့ this is a no win situation ဘာမှလည်းဖြစ်မလာဘူးလို့ပုံစံပြောတာနော်ဘာမှမရောင်းရတော့လေဘာမှဖြစ်မလာတော့ဘူးပေါ့နောက်တစ်ခုက if I work ကျွန်တော်အလုပ်လုပ်ရမယ်ဆိုရင် I have to pay for a baby sister I have to pay for a baby sister ပြောချင်တာကလေ baby sister တို့ကကလေးကိုထိန်းသိမ်းတဲ့ကလေးကိုစောင့်ရှောက်တဲ့သူငှားရမှာเนาะသူကပေးရမယ်လို့ပြောတာအဲ့တော့ if I stop working ကျွန်တော်အလုပ်လုပ်တာရက်လိုက်မယ်နားလိုက်မယ်ဆိုရင်လေတဲ့ I will lose money ပတ်စံနေမဝင်တော့ဘူးပေါ့ဗျာဒါကြောင့်မလို့ it's a no win situation ဘာပဲလို့ကျွန်တော်တို့ no win situation ပါလို့ပြောတယ်နောက်တစ်ခုမှရလာမကောင်းဘူးပေါ့ဗျာเนาะအဲ့လိုပြောပါတယ်နောက်တစ်ခုဆက်လေ့လာကြည့်အောင်နောက်တစ်ခုကဘာပြောလဲဆိုတော့ have time off လို့ပြောပါတယ် have time off ဆိုတာကတဲ့ have non-working time arranged by the company ကနေပြီးတော့မှဒါ company ကနေပြီးတော့မှပေါ့နော်အလုပ်မလုပ်ဖို့သူတို့တွေကိုစီစဉ်ပေးထားတယ်ပေါ့ဗျာအဲ့ပုံစံမျိုးပြောရတာကတော့အနားယူထားတယ်ပေါ့ဗျာဥပမာဒီမှာကြည့်ကြည့်အောင် I have to work at Christmas do you I have to work at Christmas မှာကျွန်တော်အလုပ်လုပ်ရမယ်တဲ့နော် Christmas တောင်မှပဲအလုပ်လုပ်ရမယ်ပေါ့နော် do you မင်းလုပ်ရမှာလားလို့မေးတာပေါ့တစ်ဖက်လူကပြန်ပြောတယ် now I have 4 days off ကျွန်တော်4ရက်ပိတ်တယ်လို့ပြောတာပေါ့နော် now I have 4 days off ဒီမှာလေအဲ့တော့ have time off ဆိုတာကလေတခုခုပိတ်တာပြောတယ်ဒီမှာပြောတယ် I have 4 days off time ဆိုတာကဒီမှာကျွန်တော်ရဲ့ရက်ပေါ့ဗျာ1ရက်လား2ရက်လား3ရက်လားအဲ့ပုံဒီမှာကတော့4ရက်လို့ထည့်လိုက်တာပေါ့နော် now I have 4 days off ကျွန်တော်4ရက်ပိတ်တယ်အဲ့ပုံပြောတာ
ဆက်လိုက်လာကြည့်မယ်နော် I have a week off in July I have a week off in July July မှာတပတ်နားရတယ်လို့ပြောတာပေါ့နော် I have a week off in July so I might go to Spain ကျွန်တော် Spain ကိုသွားမယ်လို့ပြောတာပေါ့နော် I have a week off in July so I might go to Spain ကျွန်တော် Spain ကိုသွားရင်သွားလိမ့်မယ်အဲ့ပုံစံပြောတာနော်နောက်တစ်ခုက do you work on weekends weekend မှာအလုပ်လုပ်လားတဲ့ only on Saturdays Saturday ပဲလုပ်တယ်ပေါ့နော် I have Sundays off တနင်္ဂနွေနေ့ရုံးပိတ်တယ်ပေါ့ဗျာအဲ့လိုပြောတာပါအဲ့တော့ဒီခုပိတ်တဲ့ရက်ပေါ့နော်ဒါမှမဟုတ်ရင်100လား300လားဒါမှမဟုတ်ရင်ပိတ်တဲ့နေ့ကိုကျွန်တော်ဒီမှာ have ကြားထဲမှာ have နဲ့ off နဲ့ကြားထဲမှာထားပြီးတော့ပြောပြရပါတယ်အဲ့ဒါကဘာကိုပြောတာလဲဆိုလို့ရှိရင်ကျွန်တော်တို့ပိတ်ရက်နားရက်ကိုပြောတာပါနော်နောက်တစ်ခုဆက်လိုက်လာကြည့်အောင်နောက်တစ်ခုကဘာပြောလဲဆိုရင် get together with someone ပေါ့နော်တရားရောက်တဲ့တစ်ခုခုနဲ့တွေ့တာအတူတူရှိနေတာမျိုးပေါ့နော်တွေ့တာပါပဲအဲ့တော့ meet someone socially ဥပမာလေးကြည့်ကြည့်အောင်နော်အဲ့တော့ what did you do over the weekend ဆိုတာကအရင်တစ်ပတ်ပေါ့နော်ပြီးခဲ့တဲ့ဘက်ကဘာလုပ်လဲလို့မေးတာပါသူကပြောတယ် I got together with my friends ကျွန်တော်တကယ်ချင်းနဲ့အတူတူရှိခဲ့တယ်အတူတူတွေ့ခဲ့ကြတယ်သူတို့စားကြတယ်စပုံစံမျိုးပေါ့နော် I got together with my friends အဲ့လိုပြောလို့ရပါတယ်နောက်တစ်ခုကဘာပြောလဲဆိုတော့ would you like to get together next week နောက်တစ်ပတ်ကျရင်အတူတူတွေ့ကြမလားလို့ပြောတာနော် would you like to get together next week အဲ့တော့ we could go and see a movie we could go and see a movie ကျွန်တော်တို့ဘာသွားလဲဆိုလို့ရှင်တော့ရုပ်ရှင်သွားကြည့်မယ်လို့ပြောတာပေါ့နော် we could go and see a movie ရုပ်ရှင်သွားကြည့်မယ်တဲ့နောက်တစ်ခါဘာပြောလဲဆိုတော့ I'm leaving next week I'm leaving next week ဆိုတာကနောက်တစ်ခါကြာလို့ချင်းနဲ့ကျွန်တော်သွားမှာတဲ့အဲ့တော့ကြည့်ကြည့်အောင် let's get together for lunch before you leave အဲ့ဆိုလို့ချင်းလည်းမင်းမသွားခင်ငါတို့တွေနေ့လည်စာတူစားကြမယ်လေလို့ပြောတာပေါ့နော်အဲ့တော့ let's get together for lunch အဲ့တော့ဒီမှာ lunch ဆိုတဲ့နေရာမှာနေ့လည်စာတို့ညစာတို့ပြောလို့ရတယ်နော်တခုခုပေါ့အဲ့တော့အတူတူတွေ့ကြမယ်နော်လို့ပြောတာ okay အဲ့တော့ get together လေးသုံးနားလည်မယ်နော်အဲ့ကျွန်တော်တို့နောက်တစ်ခုဆက်လေးလာကြည့်မယ်နောက်တစ်ခုကဘာကိုပြောလဲဆိုရင်တော့ ask for something ask for something ဆိုတာကတဲ့ say this to introduce a topic အဲ့တော့ပြောချင်တဲ့အကြောင်းအရာတစ်ခုခုပြောချင်တဲ့အခါမှာဒီလိုလေးသုံးတယ်ပေါ့နော်အဲ့တော့ about the hotel ဆိုတော့မသုံးဘူးတဲ့အဲ့တော့ကျွန်တော်တို့က ask for လေးကိုသုံးပါတယ်တဲ့ဥပမာလေးကြည့်တော့နားရှင်းသွားမှာပါကြည့်မယ်နော် how was your holiday သူကပြောတာပေါ့နော်သူကမေးတာပေါ့လေသိမ်းမှာလာကြိုးတာတယ်နော် how was your holiday တကယ်ကြီးကပြန်ပြောတယ် ask for hotel ကတော့ဗျာ it was great ကတော့အရင်ကောင်းနေဗျာတဲ့ nice room good food great service အဲ့တော့အခန်းလည်းတန့်နေအစားအစာတွေလည်းကောင်းနေ service ပေးတာလည်းတော်တယ်တဲ့နောက်တစ်ခုက but as for the weather ရာသီဥတုကတော့ဗျာ it was too hot ရာသီဥတုကအရင်ကမှပူလာပဲတဲ့အဲ့တော့ကျွန်တော်တို့ကလေ about the weather လို့မသုံးပါဘူးတဲ့ as for the weather လို့သုံးပါပေါ့နော်အဲ့ပုံစံမျိုးပါနော် okay အဲ့ဒါ as for လေးကိုရပြီထင်တယ်ဆက်လေးလာကြည့်မယ်နော်အဲ့တော့ဒီမှာကြည့်ကြည့်အောင်အဲ့တော့ Sergio is a good restaurant အဲ့တော့အဲ့ဒီကဆိုင်ကအရင်ကောင်းနေပေါ့ဗျာ as for service it is first and then the waiters are friendly as for the price is pretty cheap အဲ့တော့ပြောချင်တာက service တွေဆိုလို့ရှိရင်လည်းအရင်ကောင်းတာပဲ waiter တွေဆိုတာကလည်းပဲအရင်ကမြန်တက်တက်လက်လက်နဲ့ခင်ခင်မင်မင်ပဲပေါ့နော်ရင်းရင်းနှီးနှီးနည်းနည်းထွေးထွေးပါပဲတဲ့ပြီးတဲ့အခါကျတော့ဈေးနှုန်းကလည်းပဲအရင်ကမှတက်တက်တာပါပဲလို့ပြောတာပေါ့နော်အဲ့တော့ as for လို့သုံးရပါတခုခုအတွက်ပြောတာပေါ့နော် as for okay နောက်တော့ A နဲ့ B နဲ့ဆက်လေးလာကြည့်အောင် what do we need for the party what do we need for the party party ဝတ်ကျင်းမှုကျွန်တော်တို့ဘာလို့လဲတဲ့ what do we need ဘာလို့လဲတဲ့နံပါတ် B ကပြန်ပြောတယ် as for food နော် as for food we need a cake as for decorations let's buy some balloons အဲ့တော့သူက party ဝတ်အတွက်ပေါ့နော်အစားအစာတွေလည်းလိုမယ်အစားအစာတွေကတော့ကိန်းမဝယ်မယ်ပေါ့ဗျာပြီးရင်တော့အလှစင်ဖို့ပေါ့နော် decoration အလှစင်ဖို့အတွက်ကတော့ balloon တွေဝယ်ရမယ်လို့ပြောတာပေါ့အဲ့တော့တခုခုအတွက်ဆိုရင်တော့ as for something ကိုသုံးရတယ်နော် okay ကျွန်တော်တို့ဆက်လေးလာကြည့်အောင်နောက်တစ်ခုကဘာပြောလဲဆိုတော့အဲ့တော့ what someone something like အဲ့တော့ဘယ်လိုပုံစံလဲလို့မေးတာနော်တခုခုတရားရောက်တခုခုကဘယ်လိုပုံစံလဲလို့မေးတာပါအဲ့တော့သူကဘယ်လိုပြောချင်တာလဲဆိုရင် tell me about someone or something ဒီဆုံးတရားကြောင့်တခုခုကြောင့်ပြောပြပါလို့ပြောတာဥပမာကြည့်ကြည့်အောင်အဲ့တော့ what is how I like how I ကဘယ်လိုပုံစံမျိုးလဲနော် what's how I like ဘယ်လိုပုံစံလဲတဲ့သူကပြောတယ်is hot ပူတယ်ဗျာ and beautiful လှတော့လှပါတယ်တဲ့ and there's a lots of mountains တောင်တွေကတော့အများကြီးပဲဗျာတဲ့ and the people are friendly and ဆိုပြီးတော့မှဆက်ပြောတာပေါ့နော်လူတွေကလည်းပဲခင်ခင်မင်မင်ပဲတဲ့အဲ့တော့သူကပြောချင်တာကလေအဲ့ဒီကဟာဘယ်လိုပုံစံလဲလို့ပုံစံမျိုးပြောနေတာပေါ့နော်အဲ့တော့သူကအဲ့ဒီကပုံစံကြောင့်ပြောပြတာဘယ်လိုပုံစံနဲ့အရှိတွေကဘယ်လိုဖြစ်ပါလဲလို့ပြောပြတာပေါ့အဲ့တော့ဥပမာလေးဆက်လေးလာကြည့်အောင် what's that restaurant like နော် what's that restaurant like အဲ့ဒီက restaurant ကဘယ်လိုပုံစံလဲတဲ့နော် what's that restaurant like
စားတော့ဆိုင်ပေါ့နော်အဲ့ကစားတော့ဆိုင်ကဘယ်လိုပုံစံလဲတဲ့ B ကပြန်ပြောတယ် well the food is spicy အစားအစာတွေကအရင်ဆက်တယ်တဲ့ and it's a little expensive နည်းနည်းတော့ဈေးကြီးတယ်ပေါ့ဗျာတဲ့နော်နည်းနည်းတော့ဈေးကြီးပါတယ်တဲ့အဲ့နောက်နံပါတ် A ကအဲ့တော့ what's your boss like ခင်ဗျားတတိကဘယ်လိုပုံစံလဲတဲ့ B ကပြန်ဖြေတာပေါ့နော် he's very serious သူကအရင်ကမှ serious ပဲအတီတမားပေါ့နော်အဲ့တော့ on the other hand and he's very kind ဒါပေမဲ့ဗျာတဲ့တနည်းအားဖြင့်လည်းပြောလို့ရလို့ဒါပေမဲ့လည်းပြောလို့ရတယ်နော် on the other hand he's very kind သူကအရင်ကမှကျင်နာပဲအရင်ကမှကျင်နာတယ်ပေါ့ဗျာနော် okay အဲ့တော့တခုခုတယောက်ကဘယ်လိုပုံစံလဲဆိုလို့ရှိရင်ဒီလိုမျိုးပြောလို့ရတယ်ပေါ့နော် what's someone or something like အဲ့ပုံစံနဲ့သုံးလို့ရပါတယ်နော် okay ဒီတခါတော့ကျွန်တော်တို့တွေက puzzle လေးလေ့လာကြည့်အောင်ကျွန်တော်တို့တွေ question လေးဖြည့်ကြည့်မယ်နံပါတ်2ကဘာပြောလဲဆိုတော့ my classes end in May မေမှာဆုံးတယ်လို့ပြောတာပေါ့နော်မေမှာပြီးတာပေါ့နော် my job starts in July ဒီအလုပ်က July မှာစတယ်အဲ့သူကဘာပြောလဲဆိုတော့ I have 1 month off in between ပေါ့နော်သူကဘာဖြစ်လဲဆိုလို့ရှိရင်ဟိုအဲ့ဒီကမေနဲ့ဂျွန်နဲ့ကြားထဲမှာတလပေါ့နော်ဟိုနားရရပါတယ်လို့ပြောတာနော်အားရရတယ်ပေါ့ဗျာအဲ့လိုပြောတာနော်okay ဆက်လေ့လာကြည့်ရအောင်နံပါတ်5ကဘာပြောလဲဆိုတော့ if I walk I will be late ကျွန်တော်လမ်းလျှောက်သွားမယ်ဆိုကျွန်တော်နောက်ကျမှာတဲ့ if I drive ကျွန်တော်ကားမောင်းသွားပြီဆိုလို့ရှိရင် I will find a parking space နော်ကားထားဖို့နေရာပေါ့နော်ခါပါနေတွေ့မှာမဟုတ်ဘူးတဲ့ဒါကြောင့်မလို့ it's a non-win situation ပေါ့ဗျာဘာပဲလို့သူတို့ကရက်လက်ကမကောင်းပါဘူးလို့ပြောတာပေါ့ okay နောက်နံပါတ်6ကိုလေ့လာကြည့်အောင် I love my job ကျွန်တော်အလုပ်ကိုတော့ကျွန်တော်အရင်နှစ်သက်တာပဲ I might win the lottery နော် I might win the lottery ဘာဖြစ်နိုင်လဲဆိုရင်တော့ဒီလဲပေါက်နိုင်တယ်ပေါ့ဗျာ but နော် but ဘာဖြစ်နိုင်လဲဆိုလို့ကျွန်တော် I get rich even if လို့ပြောတာပါနော် even if I get rich ကျွန်တော်ချမ်းသာလာရင်တော့မှာတဲ့ I will keep my job ကျွန်တော်အလုပ်ကိုဆက်လုပ်နေမှာလို့ပြောတာ I will keep my job ဆိုတာကလေအလုပ်ကိုသူထိန်းထားမယ်လို့ပြောတာဆက်လုပ်နေမယ်လို့ပြောတာပါနော်ဘာကြောင့်လဲဆိုတော့ I love my job အလုပ်ကိုကြိုက်လို့ပေါ့နော်နှစ်သက်လို့ပါဒီဆက်လေးလာကြည့်ရနံပါတ်1လေးကဘာပြောလဲဆိုတော့ last night I together with some friends get together but I got together last night I got together with some friends we went out for dinner မင်းညတော့ဗျာတဲ့ကျွန်တော်တကယ်ကြီးနဲ့တွေ့ခဲ့တယ်တဲ့ကျွန်တော်တို့ညလာမစားတယ်ပုံစံပေါ့နောက်ထပ်နံပါတ်3လေးလာကြည့်အောင်နံပါတ်3ကဘာပြောလဲဆိုတော့ let's paint the living room green and kitchen yellow ဘာပြောလဲဆိုတော့ let's paint the living room again ကိုကျွန်တော်တို့အစိမ်းအောင်သုံးမယ်ပေါ့ဗျာ the kitchen yellow kitchen room တော့ဝယ်အောင်သုံးမယ်ပေါ့နောက်တစ်ခုကသူဘာပြောလဲဆိုလို့ရှိရင်နော် the bedroom အတွက်ကတော့တဲ့ sorry bedrooms အတွက်ကတော့တဲ့let's use wallpapers wallpaper တွေပဲသုံးမယ်လို့ပြောတာပေါ့နော် okay အဲ့ဒါလေးကဘာကိုပြောလဲဆိုလို့ရှိရင်ဒီတစ်ခုတော့ကတော့ကျွန်တော်တို့ဒါလေးပဲသုံးမယ်လို့ပြောတာပါနော်အဲ့တော့ဒါလေးတော့ဖြည့်ကြည့်မယ် okay အဲ့တော့ဒါလေးရမယ်နော် okay ပြန်ဖြည့်ကြည့်အောင်အဲ့တော့ as for the bedrooms လို့သုံးလို့ရတယ်နော် as for the bedroom အဲ့တော့about လို့တော့မသုံးပါနော် bedroom အတွက်ကတော့တဲ့let's use wallpaper တွေပဲသုံးလိုက်ကြတာပေါ့လို့ပြောတယ် okay အဲ့တော့နံပါတ်3လေးရမယ်နော်နံပါတ်4လေးဆက်လေးလာကြည့်အောင်အဲ့တော့ what's your school like ခင်ဗျားအကြောင်းကဘယ်လိုပုံစံလဲတဲ့ဒီဘက်လူကပြတာပေါ့ is big and modern ကျောင်းကကြီးလည်းကြီးပဲတဲ့ခင်လည်းမီလို့ပြောတာပေါ့နော် and the teachers are very good ဆရာတွေဆရာမတွေလည်းပဲအရင်တော်တာတဲ့နော်အဲ့လိုပြောပါတယ် okay အဲ့တော့ဒီအသုံးလေးကိုနားလည်မယ်လို့ယူဆတယ်ဒီအသုံးလေးတွေကအရန်ကမှလည်းပဲဒါနေ့စဉ်နဲ့အမျှသုံးတဲ့ conversation မှာလည်းထည့်သုံးတယ်နော်အဲ့တော့ဒီသုံးလေးကိုရမယ်လို့ယူဆတယ်ကျွန်တော်တကယ်ကြီးနေမိတ်ဆွေတွေကနေ့စဉ်နဲ့အမျှလေ့ကျင့်မှာနှုတ်ထဲမှာဆွဲနေပြီးတော့မှကျွန်တော်တို့ပြောချင်တဲ့အခါမှာနှုတ်ကနေလိုလျောက်ပြောလာနိုင်တဲ့အကြောင်းလေ့ကျင့်နော်ကျွန်တော်အများနဲ့မှားနေတဲ့စကားလေးပါပဲအဲ့တော့များများလေ့ကျင့်မှာ skill ပေါ့ skill တစ်ခုကျွမ်းကျင်အောင်ဆိုတော့များများလေ့ကျင့်မှာကျွမ်းကျင်တယ်အဲ့ဒါမှများများလေ့ကျင့် okay အဲ့တော့အဆုံးထိအောင်နားထောင်ပေးလို့အားလုံးကျေးဇူးတင်ပါတယ်ကျွန်တော်တို့နောက်ထပ်သင်ခန်းစာတွေမှာပြန်လည်ဆုံတွေ့ပါမယ်ဆို thank you very much have a good day bye bye